ကျွန်တော်တို့တည်ထားမှာကတခါတလေမှာကျွန်တော်တို့ mindset တွေဘယ်လောက်အရေးကြီးတယ်လဲဆိုတာမြင်အောင်ကြည့်တတ်ဖို့လိုတယ်ကျွန်တော်တို့ခင်ဗျားတို့ရဲ့ mindset အတွေးခေါ်ခံယူချက်တွေကိုမပြောင်းမဲနဲ့ဘယ်ပတ်ဝန်းကျင်မှာပဲပြောင်းဘယ်ပတ်ဝန်းကျင်ကိုပဲပြောင်းဘယ်လုပ်ငန်းကိုပဲပြောင်းဘယ်အပေါင်းအသင်းကိုပဲပြောင်းဆိုတော့ဘာမှထူလာမှာမဟုတ်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကိုကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပဲသိထားဖို့လိုတယ်ခံယူချက်တွေအတွေးခေါ်တွေမပြောင်းရင်ခင်ဗျားရဲ့လှုပ်ဆောင်မှုတွေကလည်းပြောင်းလာမှာမဟုတ်ဘူးအဲ့ဒီအတွက်ခင်ဗျားရလက်တွေကလည်းဒီရလက်တွေပဲဒီအတွေးခေါ်ပေါ်မူတည်ပြီးတော့ဒီရလက်တွေပဲထွက်လာမှာပဲဒါရိုးရှင်းတယ်ဆိုတော့ကျွန်တော်တို့လိုချင်တဲ့ရလက်ကိုတကယ်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ဆန္ဒရှိတဲ့ရလက်ကိုတကယ်လိုချင်တယ်ဆိုရင်အဲ့ဒါနဲ့ညီမျှတဲ့အတွေးခေါ်တွေ action တွေကိုလုပ်ဖို့လိုတယ်ဒါမရှိမဖြစ်ပဲရိုးရိုးရှင်းရှင်းနဲ့အရေးကြီးတယ်